ရခိုင်ပြည်မြို့တော်စစ်တွေမြို့နယ်အတွင်းအာရိခတပ်တော် AA သည်ထိန်းချုပ်နယ်မြေများတိုးချဲ့နိုင်ရန်ကြိုးပမ်းနေမှုကိုယခုလအတွင်းမှာတိတိတသာတွေ့လာရကြောင်းစစ်ရေးအခြေအနေများကိုသိထားသူများကပြောပါရယ်အာရိခတပ်တော်သည်စစ်တွေမြို့နယ်ကဝါဘိုမင်းလကင်းမွန်ညိုရောင်ချောင်းကြီးရွာတို့တည်ရှိသည့်ဝါဘိုကျွန်းကို2024ခုနှစ်ကတည်းကထိန်းချုပ်ထားခြင်းဖြစ်ပြီးလက်ရှိတွင်ဓကဆစစ်တွေ၏တပ်နယ်ဖက်အချမ်းအထိထိန်းချုပ်နိုင်ရန်ကြိုးပမ်းလာနေပါသည်အာရိခတပ်တော်သည်ဇန်နဝါရီလအတွင်းစစ်တွေဒေသစစ်စင်ရေးကုကွဲမှုဌာနချုပ်ဓကဆစစ်တွေ၏ကာကင်းစခန်းအချို့ကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးနောက်ထပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်ရန်ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။စီရေးအခြေအနေသည့်သူအမျိုးသားတဦးကအာရိခတပ်တော်အနေနဲ့ရခိုင်တပီလုံးအလုံးစုံလွတ်မြောက်ရေးစိတ်ပိုင်းဖြတ်ပြီးသားထက်တယ်။စစ်တွေမြို့နယ်မှာလည်းနယ်မြေငွေကိုရနိုင်သလောက်တိုးချဲ့ထိန်းချုပ်နိုင်ဖို့ကိုကြိုးပမ်းနေတာကိုတွေ့ရတယ်ဟုပြောပါတယ်။ဇန်နဝါရီလ9ရက်ကအာရိခတပ်တော်ကထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည့်ဓကဆစစ်တွေဌာနချုပ်၏ကာကင်းစခန်းများကိုအမိတက်ပြီးပြောဆိုခြင်းမရှိတော့လေဓကဆဌာနချုပ်၏2မိုင်အကွာနှင့်4မိုင်အကွာရှိတပ်စခန်းများဟုစီရေးသတင်းစီးရင်မြင်များကပြောပါတယ်။ဓကဆစစ်တွေဌာနချုပ်နှင့်2မိုင်အကွာတွင်ကန်ကောင်ကျွန်းရွာအခြေဆိုင်စစ်ကောင်စီတပ်စခန်းရှိသည်4မိုင်အကွာတွင်တောခန်နှင့်ကြံတော်ရွာအကြားတွင်စစ်ကောင်စီတပ်စခန်းများရှိကာထိုစခန်းများကို AE ကသိမ်းပိုက်လိုက်ခြင်းဖြစ်ပါတယ်။စစ်တွေစစ်မြေပြင်အခြေအနေကတော့ငြိမ်နေတယ်လို့ပြောမရဘူး။ထိုးစစ်တွေလည်းရှိသလိုအဓိက drone တွေလက်နက်ကြီးတွေနဲ့အပြန်အလှန်ဖိခတ်နေကြတာ။နှစ်ဖက်လုံးကလက်နက်အင်အားပြလှုပ်ရှားကြတယ်။နောက်ပြီးကအနီးကတစ်ဖက်နဲ့တစ်ဖက်အင်အားဖြည့်ပြီးစစ်ဆိုင်ထားကြတာ။တစ်ဖက်စခန်းကိုတစ်ဖက်ကလှမ်းမြင်ရတဲ့အခြေအနေဖြစ်တယ်ဟုနောက်ထပ်စစ်မြေပြင်အခြေအနေကိုသိသူသတင်းစီးရင်မြေတဦးကပြောပါတယ်။ရင်းကြောင်စစ်တွေတိုက်ပွဲများသည်ယခုနှစ်တွင်ဆက်လက်ပြင်းထန်လာနိုင်ခြေရှိကြောင်းလဲစစ်ရေးအခြေအနေသိသူများကပြောပါတယ်။လက်ရှိတွင်လဲစစ်တွေမြို့နယ်အတွင်းစစ်ကောင်စီနဲ့အာရိခတပ်တော်တို့အကြားနှစ်ဖက်တိုက်ပွဲများရှိနေကြဆဲဖြစ်ပြီးစစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ drone တွေကိုအဓိကသုံးပြီးခုခံတိုက်ခိုက်မှုများကိုလုပ်နေသဖြင့်ပုံနှောကျွန်းရသေးတောင်မြို့နယ်များမှဒေသအချို့ထိခိုက်ဒဏ်ရာရမှုများရှိနေပါတယ်။စစ်တွေမြို့နယ်နယ်နိမိတ်ကျွန်းထိစပ်နေသည့်ပုံနှောကျွန်းရသေးတောင်ပေါတော်မြို့နယ်များကိုအာရိခတပ်တော်က2024ခုနှစ်ကတည်းကထိန်းချုပ်ထားခြင်းဖြစ်ပြီးစစ်တွေမြို့ကိုစစ်ရေးအရဖိအားပေးတိုက်ခိုက်နေခြင်းလည်းဖြစ်ပါတယ်။အာရိခတပ်တော်သည်ရခိုင်ပြည်ကမြို့နယ်၄ခုကိုထိန်းချုပ်ထိန်းသိမ်းထားသဖြင့်လက်ရှိရခိုင်နောက်ပိုင်းမှာတခုတည်းလက်ကျန်စစ်တွေမြို့မှာမြို့ပတ်ကိုစစ်ကောင်စီကခံစစ်အခိုင်အမာလုပ်ထားပြီးတက်ရင်တက်ခဲများတွေလည်းလူအင်အားလက်နက်အင်အားဖြည့်တင်းထားကြောင်းသိရပါတယ်။